你变来了哇，母的诶，上冲了，他归来哟。ဒီဆိုင်မှာမီနိုတစ်တွေတင်ထားပြန်ပြီပဲဒါလေးလည်းစားကောင်းနေဒါလေးလည်းစားကောင်းနေဟော discount တွေလည်းချထားတာပဲ ညီမလေးမခိုင်နေအဲ့ဒါတွေရှောက်မစားနဲ့အဲ့ဒါအဲ့အစားတွေစားလို့ရှိရင်ကြောကဖြစ်မယ်အစီတွေများတယ်လေညီမလေးဒီခန္ဓာကိုယ်လေးနဲ့လှတယ်တော့ဝက်ပေါက်ကြီးတက်လာ ဘာမှမဖြစ်တော့ဘာဖြစ်လဲဒီမှာလေးခဏကိုပိတ်နေတော့ကိုကြီးလိုပါပုပ္ပစံတော့ကိုထားတာဆရာကြီးလာတော့ဘာဖြစ်လဲ ဟေးဘာတွေလုံးနေတာလဲ ဘာမှမလုပ်ပါဘူးကြာ မ ကြီး င်းတို့လက်ဆောင်ယူလာတယ် ပြေးလို့ပါချာရ ဘာလဲဆိုတော့ပေနီမေကုန်းတစ်ခုအဲ့ပေနီကအရန်စိတ်ဝင်စားပါကွာတခြားနားတော့ငါပြောပြဟုတ်ကွာမင်းတို့၃ယောက်ကကွာအခုတို့ဒီဟိုမိုးပေါ်မှာပြန်တဲ့ဘူစီပေါင်းကြည့်ရမလားအေးအဲ့ဒါကိုစီးသွားတာစီးသွားပြီးတော့အပေါ်ရောက်သွားပြီအပေါ်ရောက်သွားတဲ့အချိန်မှာဘူစီပေါင်းပြဿနာတစ်ခုဖြစ်တော့မင်းတို့၃ယောက်တော့ပြုတ်ကြိုင်၃ယောက်တော့တင်ပါလေဒါပေမဲ့ तू ကကြတော့2ယောက်အသက်ရှင်ဖို့အတွက်1ယောက်ကိုကန်ချရမယ်ဆိုရင်မင်းတို့၃ယောက်တည်းကဘယ်လိုကန်ချမလဲ ဘာလို့ကဝိုင်းလို့မလို့ ဟုတ်တယ်လေကိုကြီးခန္ဓာကိုကြီးကိုလည်းကြည့်အောင်ဝက်ပုံကြီးကြာနေရပဲလေးစုံပဲလေ၃ယောက်ထဲမှာကိုကြီးကိုကန်ချရမှာပေါ့ဟုတ်တယ်မလားကောင်းလေးဟေးဒီတပိတ်တာ